2003 ခုနှစ်စက်တင်ဘာလမျက်နှာမောင်မဂ္ဂဇင်းစာမျက်နှာ138မှာကောင်းဖြိုးနာမည်နဲ့ရေးခဲ့တဲ့ဒါပေမဲ့မင်းမရဲ့ရတစာတမ်းလေးကို23နှစ်ကြာမှပြန်ဖတ်ဖြစ်ခဲ့ပါတယ်ကျေးဇူးပြုနားထောင်ကြည့်ပါဒါပေမဲ့မင်းရဲ့တားအိမ်မက်တွေခဏခဏမက်တယ်အဲ့ဒါတွေကတားလူမပြီးတဲ့ဆန္ဒတွေမဟုတ်လားတားအိမ်မက်တွေတစ်ချိန်နဲ့တစ်ချိန်မတူဘူးဘာလို့များလူရင်တွေဒီလောက်တောင်များနေရတာအဲ့ဒီအိမ်မက်တွေမတိုင်းတားအိယာကမမောပပန်းနိုးခဲ့ရတယ်အိယာပေါ်ချွေးစေးတွေနဲ့ထိုင်နေရင်အိမ်မက်ပြီးသွားတာပဲဝမ်းသာနေရတယ်တားတောင့်တတဲ့အရာတွေတားပြင်ပမှာမယူနိုင်ခဲ့တယ်လို့အိမ်မက်ထဲမှာလေသူများလှုပ်သွားတာခံရတာကြီးပဲအိမ်မက်လေးမြန်ပြီးသွားတော့တားမြန်စိတ်ချမ်းသာရတာပေါ့ဒါပေမဲ့မိရဲ့အပြင်မှာတပည့်ကိုမပြီးဆုံးနိုင်ဘူးမိနဲ့ခွဲခွာနေရတာလေအခုတော့ကျင်သားရနေပါပြီဖွံ့ဖြိုးမှုနှိကွေးတဲ့နေ့တွေကိုတီးတရွယ်ခံစားရင်တခါတလေတားမှာမိမရှိသူတို့တော့နေတတ်လာပါပြီဒါပေမဲ့မိရဲ့တားပြင်းပြင်းထန်ထန်ကြရှုံးသွားတဲ့အခါတိုင်းမိကိုပဲပြေးသတိရတာမိရင်ခွင်မှာပဲပြေးပုံနေခြင်းမိရပါတားစလေးတောက်တတ်နေပြီမိဘသူတင်ပေးရတဲ့မဟုတ်ပါဘူးတားပါတာစမ်းလုံးကြည့်ရင်ဖြစ်သွားတာပြင်းစရာကောင်းလွန်းတဲ့အခြေအနေတွေကိုဥတီယာမဲ့ဖြုံးတီးကြည့်လိုက်တာအခန်းတကားပိတ်ပြီးစာဖတ်တယ်ဂရွန်းချင်လာရင်စလိတ်တလိတ်ကိုအောင်တောက်တယ်မိကရဲမှာပဲတကယ်စလိတ်သမားကြီးလို့ပြောနေတာကိုမိနဲ့ဒီလိုတရင်တနည်းစကားမပြောရတာကြာပြီနော်တားမကွယ်မဝက်ပြောခွင့်ရတာမိကိုကျေးဇူးတင်ပါတယ်အမားလောက်ခင်းမိတာအဲ့လိုတွေပြန်ပြောခွင့်ရတော့တားစိတ်မှာပေါ်ပါသွားတာပေါ့ဒါပေမဲ့မိရဲ့တားလီအခုတော့အမားတွေကိုကွယ်ဝှက်ထားတဲ့အကျင့်ရသွားပါပြီခုသားတို့နေတဲ့မြို့လေးစီမှာမိုးတွေရွာစားပြုပြီးငယ်ကသားတို့အိမ်ကလေးကိုသတိရမိတယ်အိမ်မိုးမပြင်ရသေးလို့မိုးရွာရင်ဖာရထေးရခွက်တီနဲ့ရေခံရကလေးပီပျော်စရာလို့ထင်ခဲ့တဲ့သားကိုမိကမှုံမိုင်းမွေးလေးကြည်နေခဲ့တာဒါပေမဲ့မိရဲ့သားငယ်ကလို့မပျော်တော့ပါဘူးသားစာကိုဖတ်ပြီးမိစိတ်မကောင်းဖြစ်နေမလားပဲဒါမှမဟုတ်ရှောကျသွားတဲ့ဝင်စီစလွယ်တစ်ခုလိုလွမ်းဆွတ်နေမလားဘာပဲဖြစ်ပါမိသားတို့ကသစိမ်းနေမှာမဟုတ်ပဲကိုမိရဲ့အဲ့ဒီအလွမ်းစိတ်တွေနဲ့သားပီစီလေးမှာမိပုံလေးတင်ထားတယ်ပီစီဖွင့်လိုက်တာနဲ့တပြိုင်နဲ့မိကိုဦးဆုံးမြင်ရတယ်အလုံးမလုံးပဲရက်ထားရင်လေမိပုံလေးပေါ်နေပြီဒါပေမဲ့မိရဲ့သားမျက်လုံးတွေကဒီမြင်ကွင်းတစ်ခုလုံးကိုကြော်ပြီးမမြင်နိုင်တဲ့ဟိုးအဝေးကြီးစီကိုသာမြုံရင်းနေမိပါတယ်အဲ့ဒါလို့နေရင်နဲ့အခုချိန်ထက်နောက်ကျပြီးရောက်မလာသေးတဲ့ကာလတစ်ခုစီကပုံရိပ်တွေကိုမှန်းဆကြည့်မိတယ်မိရဲ့တဲ့ကိုမရှိလာပါဘူးတွေးတွေအားလုံးစံတဝါနေပါသားကစိတ်ညစ်တတ်နေပြီပဲပေါ့လောကကြီးကိုအရှုံးပေးခြင်းတဲ့သူသားစိတ်ညစ်တတ်တဲ့ကြာဘူးပေမဲ့တကယ်တော့သားကအရှုံးမပေးခြင်းသေးပါဘူးမိကသားအနာမှာပြုံလေးနားထောင်မပေးနိုင်တော့ပါဘူးလေညအိယာဝင်တိုင်းပါဇက်ကိုက်အိတ်တတ်တဲ့သားကိုမိကအမြဲစုတယ်နောက်မိကသားချစ်တဲ့လုံးလေးကိုစုပ်နေပေးတယ်တနည်းကုန်ကြောင်းတက်ရတော့ဒီကျူရှင်သွားရတော့သားပင်ပန်းမှာပေါ့တဲ့သားကစိတ်ရရင်မိကိုနင်းပေးပါတယ်မိကစာကြိုးစားဖို့တိုက်တွန်းတယ်သားကပြင်းတယ်တီဗီညပိုင်းအစီအစဉ်တွေသားကကြည့်ကျင်တယ်မိကသိပ်ပေးမကြည့်ဘူးသားစိတ်ကောက်ပြီးကြောပေးအိပ်ရင်မိကသားကြောပြင်လေးကိုရာကုတ်လုပ်တယ်သားကမလုံးနဲ့လို့အော်မယ်ခုတော့သားကမိကိုယ်တိုင်ချုပ်ပေးခဲ့တဲ့ဖက်လုံးရှည်ကြီးကိုပဲမိကိုစားစိတ်ကောက်နေတာပါ
ဒါပေမဲ့မိမိရဲ့ဖက်လုံးရှိကြီးကရာကုတ်မလုတ်နိုင်ဘူးမိမိရဲ့ခဏတာအချိန်တိုလေးအတွင်းမှာရသမျှအချို့အစိမ့်လေးတွေမအေးချမ်းနိုင်ပဲခါတက်တဲ့အတွေ့အကြံတွေနဲ့ရင်မုန်းစရာကောင်းတဲ့အချိန်တွေဖန်တီးဖို့ဘာဖြစ်လို့စူးစမ်းပန်းစားဖြစ်နေကြတာလဲမသိဘူးနော်ဆွတ်ဆူတိတ်ဆိတ်ညတွေမှာဘာနိုးမနေခြင်းဘူးဘာမှလည်းသတိရမနေခြင်းဘူးဒါအဖို့မဲနေတာဒါမှမိမိမဲ့နေတာမိမိမှာတားမဲ့နေတာဒါသတိမရခြင်းဘူးဒါဟာတားပဲလို့မသိချင်တော့ဘူးမိမိကိုလည်းသတိရမနေချင်တော့ဘူးလေခက်တာကဒီလိုယူတွန်းညတွေထဲမှာမအိပ်ဖဲလဲမနေရဘူးအိပ်ပျော်သွားမှလဲဒါကြောက်တယ်ဒါပေမဲ့မိမိရဲ့ကျင်သာရစပြုလာတဲ့ဧကစားကြီးလေးကိုမချိုးဖျက်ချင်တော့ပါဘူးပြီးတော့မိမိလည်းဗျာများမနေစေချင်တော့ပါဘူးမနေ့ပြန်ဆိုတာစာမွဲတစ်ခုထပ်ဖြစ်အောင်မိမိဒါတိတ်ဖြစ်ရှင်တဲ့အဖြေမျိုးတွေအတွက်မိခွန်းတွေထုတ်မလာပဲဒါစိတ်ညစ်ညူပြီးမဖြေနိုင်မဲ့မိခွန်းရှေ့ကြီးတွေပဲမြင်းမြန်းကြလေဦးဒါကဒီမိခွန်းတွေကိုရင်ကြီးဝုကြီးတန်းကြီးဖြေဆိုရအောင်မယ်ဒါငငယ်ကမိမိမေးခဲ့တဲ့ဒါအသက်ကြီးသွားတဲ့အထိမိမိကိုချစ်နေမှလားဆိုတဲ့မိခွန်းလောက်ဒါကြင်ပြန်ဖြေချင်တာရှိလာမှာတဲ့လားဒါပေမဲ့မိခွန်းလှမိတတ်တဲ့မိမိကိုဒါကစာဖန်းချင်စိတ်မရှိတဲ့ဒီညအတွက်မိခွန်းတွေအများကြီးပြန်မေးချင်နေဒီလိုလေဒါကမိမိမျက်နှာကိုမကြည့်ပဲဟိုးအဝေးတနေရာစီငင်းဆက်ကြည့်နေရင်မိခွန်းတွေမေးနေတယ်မိအဖြေမဆုံးရင်ဒါကနောက်မိခွန်းတစ်ခုထပ်မေးခြင်းမေးနေမယ်မိကစိတ်မရှိလို့တစ်ချက်ဟန့်လိုက်တာကိုလဲဒါကကြားခြင်းမှကြားမယ်ဒါကမိခွန်းတွေပဲမယံမနာမေးနေမယ်ဒါတိန်ထားတဲ့မိခွန်းတွေကအများကြီးဒါပေမဲ့စိတ်ချပါမယ်ဒါတကယ်မေးခြင်းနဲ့မိခွန်းကပါလာမှာမဟုတ်ပါဘူးဖဲ့ရချစ်ရများနှင့်ပေပွားနေသောဇာဤစက်ကူမျက်နှာအားတရက်စီပုံဖတ်ဆက်ထဲထည့်ဖတ်လိုက်သည်ပြီးနောက်သူသည်ဖိုင်တဖိုင်ခွင့်၍တင်ထားလိုက်သည်ထိုအခါတင်ထားလိုက်သည့်ဖိုင်အတွက်မှတ်တညာနာမည်တစ်ခုပေးရန်ဆက်ကတောင်းဆိုလာသည်သူသည်ငယ်စဉ်ကမိမိနှင့်အတူနေရခြင်းသူ့လူအိမ်မှန်သမျှမိစီကတောင်းခဲ့သည်ထိုစဉ်ကမိသည်သူ့လူအိမ်မှန်သမျှအတတ်နိုင်စွာဖြည့်ဆွမ်းခဲ့သည်ယခုမူသူသည်အလွန်ကြီးထူစွာဆက်ကလေးတစ်လုံးနှင့်အတူနေရသည်ထို့ကြောင့်သူကသာလိုက်လျောနေရသည်သူ့မှသာသူမိအကြောင်းကိုသိကျင်သည့်အခါလွယ်တကူရှာဖွေနိုင်လိမ့်မည်ထို့အခါကွန်းတင်လင်မိစီဖိုင်သိမ်းထားသောစာများကိုပေးပို့နိုင်လိမ့်မည်သို့သောသူမိလိပ်စာကိုမသိမိစတင်ဆက်သွယ်လာသည့်အခါမှသာသူလက်ခံရရှိသည်ထိုအခါမိကစကားတွေအများကြီးပြောသည်သူကိုပြောခွင့်မပေးသူစကားစလိုက်သည့်အခါတိုင်းနေအောင်ဟုဆိုကမိကစကားတွေအငမ်းမရပြောသည်မိမောသွားတော့သူစကားစပြောသည်ဒါပေမဲ့တားရီမိအချိန်မရတော့လို့နော်ဟုဆိုကတစ်ဖက်သက်ဖုံးကချသွားသည်ဒီလိုနဲ့မိစီကအဆက်အသွယ်များသည်နာအတန်ကြာအထိပျောက်ကွယ်နေတတ်သည်အခါတရံမှာတော့မိထံမှစာရဆောင်ရောက်နေတတ်သည်မိစာရောက်နေရင်ဖတ်မကြည့်ပဲချစ်တော်မိဟုအမည်ပေးထားသောဖိုင်ထဲမှာတင်ထားလိုက်အတုံးကျစလုံးတင်ကြီးတာများနဲ့တည်တတ်ရေးဆွဲထည့်သွင်းထားသည်မိလည်းရည်မိအငွေအသက်မပါတော့မိစာအဆောင်ပေါင်းသူဖတ်ချင်ပါမိနဲ့ဖုံးပြောသည့်အခါတိုင်းမိအတန်တွေကိုသူစီဒီနဲ့ကူထားလေးရှိသည်အတော်လားပူနွေးသည့်အလင်းပါအောက်တွင်အေးဓာတ်အနှဲငယ်တာပါသည့်လေတို့တဖြည်းဖြည်းရွှေရှားနေသည့်အခြေအနေထဲမှနည်းနည်း၄နာရီမျက်နှာသစ်ရေကျတန်ဝစ်စားလဲနေတန်အိမ်ခန်းတကားကိုအပြင်းမှတော့ခတ်တန်လေကား၏၆တွေ့နေသောအင်္ဂလိပ်သားကိုခတ်စိတ်နင်းသွားသည့်ခြေတန်ထို့နောက်တဖြည်းဖြည်းဝေးသွားသည့်တစ်ဖြက်ဖြက်ခြေတန်မနက်ခင်းဝင်းကျင်ထွက်ပေါ်စာအတန်များကြားတွင်ပျောက်ကွယ်သွားလမ်းမပေါ်မှာအငှားရင်တချို့ဖြတ်တန်းသွားတယ်အချက်ပြီးဟွန်ဒီတန်စောလိုင်းထွက်လာသည့်ဘတ်စကားများမှခီးတဲ့အော်ခေါ်တန်တို့ကလွန့်ပြန်လာသည်သူသည်အိယာတော်တွင်ပက်လက်နေထားအတိုင်းရင်ဘတ်ပေါ်လက်တင်၍နားဆွနေသည်6ထက်5ထက်4ထက်ခဏကြံနဲ့ခြေတံကြားမဟုတ်တော့
မိမိလှေကားတိုင်းဆင်းသွားပြီးဝေနာကိုထွက်၍မုန်းကြီးလိုစိတ်များပြင်းပြလာသည်မြင်ညီမှလှေကားတန်မှန်တကားတော့ဖွင့်နေတန်ကြားရောက်လာသည်သူ၏နှလုံးခုန်တန်ပို၍ကြမ်းတမ်းလာသည်ရင်ဘတ်ပေါ်မှလက်ကိုတင်းတင်းပြီးထားမိပြန်သို့တော့သူဝေနာကိုမထွက်ဖြစ်ခဲ့အေးမောဝတဝနူးနိုးလာတဲ့မနဲ့ခင်းနေမှာဘရန်နာကနေလင်းကျင်းနေတဲ့ဟင်းလင်းမြင်ကြီးတဲ့ဒေးဒီလေးကန်ကြည့်နေပြီးတော့မြင်မသိတဲ့ငှက်ကလေးတွေကိုပေါ့ပေါ့ပါမြင်နေရတယ်မိမိရဲ့ကောင်းဖြူခဲလူကြားကစာမှုပုံနှိပ်ဖော်ပြခွင့်ရအောင်ကြိုးစားပေးခဲ့ကြတယ်ညံ့နက်မောင်တာဝန်ခံအက်ဒီတာဒေါက်တာလွန်းဆွေအက်ဒီတာဆရာဝင်းသူလာတေးဖို့ပကြီးဆရာဦးတန်းဖေးမောင်ပြည်တဲ့အချိန်ပေးပြီးနားထောင်ပေးတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်